လီဗာပူးအသင်းဟာသူတို့အသင်းရဲ့အဓိကကစားသမားဆာလာကိုစာချုပ်သစ်တိုးနိုင်တော့မယ်လို့သိရပါတယ်ဆာလာနဲ့လီဗာပူးကလက်ရှိဒီနေ့ညဒီအကုန်မှာစာချုပ်ကုန်တော့မယ်အဲ့ဒီအချိန်မှာအသင်းရဲ့ကစားသမားတွေကစာချုပ်သစ်တိုးဖို့ကိုအင်တင်နေဖြစ်နေတယ်အာနိုဗန်ဒိုက်ဆာလာပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အာနိုကရီယယ်မက်ဒရစ်ကိုပြောင်းဖို့အတွက်သဘောတူညီမှုရသွားတယ်ဒီအနေအထားကဘာဖြစ်လဲဆိုတော့အသင်းမှာကျန်ရှိနေတဲ့တခြားသောကစားသမားတွေကလီဗာပူးအသင်းကိုစွန့်ခွာဖို့ဆန္ဒမရှိတော့ဘဲနဲ့စာချုပ်သစ်တိုးဖို့ကိုဦးစားပေးလာတဲ့အတိုင်းအထူးသဖြင့်ဘန်ဒိုက်ကစာချုပ်သစ်ကိုလက်ခံဖို့စဉ်းစားနေပြီဒီအချိန်မှာဆာလာကလည်းသူလည်းစာချုပ်သစ်ကိုလက်ခံဖို့တော့ကိုခေါင်းငိမ့်လိုက်ပြီဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့ဆာလာနဲ့လီဗာပူးကဘယ်လိုပုံစံမျိုးစာချုပ်ချုပ်တယ်ဆိုတော့အတိအကျတော့မသိရသေးဘူးဒါပေမဲ့တိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရဆိုရင်တော့ဆာလာကလီဗာပူးမှာ၄နှစ်စာချုပ်ချုပ်မယ်လိုအပ်ရင်တနေ့ထပ်တိုးခွင့်ပါမယ်ဒါပေမဲ့လက်ရှိရနေတဲ့လစာကို short ယူမယ်ဆိုလိုချင်တဲ့သဘောကဆာလာကလက်ရှိအသက်32နှစ်လီဗာပူးအသင်းမှာနောက်ထပ်4နှစ်ထက်နေမယ်36နှစ်လောက်ထိနေမယ်ပြီးရင်အသင်းနဲ့တူတစ်နှစ်ထပ်တိုးပြီး38နှစ်ထိရှိမယ်ပေါ့နော်2030အထိအသင်းမှာဆက်ရှိမဲ့ပုံစံမျိုးလို့သတင်းကတော့ဖော်ပြထားတယ်ဟုတ်မဟုတ်တော့မသိသေးပေမဲ့ဒီကြတစ်ခုကတော့ဒါလီဗာပူးရဲ့လစာအများဆုံးရကစားသမားဆိုတဲ့ဂုဏ်ပုတ်ကနေတော့တွေ့ဖွဲ့သွားမှာတော့သိကြတယ်ပေါ့နော်ဗန်ဒိုက်ကလည်းအသင်းမှာဆက်နေမယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်မလို့စောင့်ကြည့်သွားမယ်ဒီနေ့ရာသီအကုန်မှာဆာလာကပြောထားတဲ့အတိုင်းပဲစာချုပ်သစ်ကိုချုပ်သွားမလားဗန်ဒိုက်ကတော့ဆက်ရှိမလားဆိုတာပဲဖြစ်ပါတယ်